စေကြောတလေးတွေအတွက်ဘဝအိမ်မက်နဲ့ပတ်သက်ပြီးမျှဝေစရာလေးတွေရှိပါတယ်။ကလေးတို့တချို့အရာတွေကိုကိုကလောက်ရတာမောရကောင်းမှန်းကိုမသိဘူးပြောနေတယ်။အချို့ຢာတွေကခက်ခဲတယ်ဆိုပေမဲ့လို့လေခက်ခဲတယ်လို့မထင်မဲနဲ့ကိုကလုံနိုင်နေတယ်။အဲ့ဒါကပိုင်ရှင်ပဲ။ပိုင်ရှင်ဆိုတာကတော့အလိုလိုလှုပ်ချင်နေစေတဲ့စိတ်အားကိုပိုင်ရှင်လို့ပဲခေါ်ပါတယ်။ဆယ်ကျော်တဲ့အရွယ်မှာဆိုရင်ကလေးတို့ကပိုင်ရှင်ကိုရှာမရသေးဘူးဆိုတာကကလေးတို့ကျောင်းစာတွေမှာပဲပိတ်မိနေတာကြောင့်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင် game တွေ social media တွေမှာအချိန်ဖြုံးရင်းနဲ့ကိုဘာကိုကြိုက်တယ်ဆိုတာကိုစမ်းကြည့်ချိန်နည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်တကယ်တော့ကလေးတို့ကပန်ရှင်ကိုသာရတယ်ဆိုရင်ကိုကတခုခုလှုပ်လိုက်လို့ face ဖြစ်သွားတယ်ဆိုရင်တောင်မှပဲကိုကလက်မလျှော့ဘူးဒီဟာတခုကိုလှုပ်ရဖို့အတွက်လေ့ကျင့်နေရတာကိုလည်းဝင်တော့ပွင့်ဖို့ဖြစ်တယ်ပင်မနေလို့မအောင်မိတော့ဘူးကိုယုံကြည်မှုကလည်းအပြည့်ရှိနေတတ်ပါတယ်ဆိုဒီကနေ့episode မှာကလေးတို့ကို teacher ဆုပေးခြင်းနဲ့ mini exercise ကလေးကတော့ကိုကတခုခုကိုလုပ်နေရင်အချိန်ကုန်လို့ကုန်သွားမှန်းမသိပဲနဲ့အချိန်ကိုမေ့သွားလာအောင်လုပ်ချင်တဲ့၃ခုကိုစဉ်းစားပြီးတော့ချရေးပေးရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာဂိမ်းကစားတာတွေ TikTok ဆော်တာတွေတော့မပါဘူးเนาะနောက် episode 10မှာ pension ကိုရှာဖို့ signal ၃ခုကိုသင်ပေးပါမယ်။ Teacher စုပါ AMN International School ရဲ့ MD ပါအားလုံးကိုကျေးဇူးတင်ပါတယ်